အားလုံးပဲမင်္ဂလာပါရှင်။သူစာအော်ဒီယိုဘုတ်ကနေကြိုဆိုပါရစေ။ဒီနေ့မှာဆိုရင်တော့သူစာဖတ်ပြပေးမယ့်စာအုပ်လေးကဆီယာမခင်ခင်ထူရေးသားထားသောသမီးကလေးဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ရှင်။သမီးကလေးအခန်း1ကျမငိုချင်နေမိသည်ရှင်ထဲတွင်တင်းကျပ်ပိတ်လောင်ထားရသောဝေဒနာတစ်ခုနှင့်ငိုချင်သည်ငိုတယ်ဆိုတာမျက်ရည်ကျမှလားမျက်ရည်မကျပဲငိုချင်နေမှုကအခမ်းရခက်လာသည်ထိုင်နေရင်လဲငိုချင်သည်လမ်းလျှောက်ရင်လဲငိုချင်သည်အိုးဘာပဲလုပ်လို့ကျမငိုချင်သည်သို့တော်မျက်ရည်မကျပါလေချောင်းဝတွင်ခန်းစားချက်တို့ဖြင့်တစ်ဆို့နာကျင်နေသည်နှလုံးသားကတော့ပေါက်ပြဲကွဲအပ်နေမှတည်ကြသည်စောက်တီရမဲစွာစာရွက်များပေါ်တွင်မရေရာသောပုံတွေရေးချင်နေမိသည်ထိုပုံများသည်ကျမအတွက်နမိတ်ပုံများဖြစ်မလာခြင်းကိုတော့ကြည်ကွဲရသည်ရှင်တွင်မှခန်းစားချက်တို့ကိုလျှို့ဝှက်သိမ်းဆည်းခဲ့ရသောမိန်းကလေးတစ်ယောက်အတွက်မျှော်လင့်ချက်ဆိုတာပါလေပေးမှလေတူးသေးသောသမီးဘဝဤအထီးကျန်ဆန်မှုနှလုံးသားဤခန်းစားချက်များစာရွက်များကိုအပိုင်းပိုင်းဆုပ်ဖြေလုံးချီကနယံစီတို့ပြပေါက်လိုက်သည်သမီးသမင်းစားတော့မလားအခန်းထဲဝင်လာသောမိမိကိုနာကျင်စွာလှမ်းကြည့်ပြီးနှကန်းကိုဖိကိုက်ထားလိုက်သည်မိမိတီကျမကိုဂယုမဆိုင်တလို့နဲ့မဆိုင်ရသေးဘူးမဟုတ်လားလာလီမိမိနဲ့အတူတူစားရအောင်ကျမကောင်းကိုခိုင်ရမ်းပစ်လိုက်သည်မိမိကိုစကားတစ်လုံးမှမပြောဘူးဟုလေဆုံးဖြတ်ထားသည်တမီပြင်းနေတယ်မဟုတ်လားမိမိုးသူတို့အိမ်မိမိနဲ့တွားလေကြမယ်လေကျမမျက်လုံးအကြည့်ကိုနေရန်ပေါ်မှနှင်းစီပွင့်ချက်ကြီးစီတို့ပို့ပြလိုက်ပါသည်တမီဘယ်ကိုမှမတွားချင်ပါမိမိနှင်းစီပွင့်ကြီးကိုကြည့်ပြီးသူ့ကိုယ်သာလွမ်းနေပြရစီတော့အပေါ်ဝိတ်အင်ကြီးရော့ရဲပေါ်တွင်ဖယိုပြဲကြလေသည့်စပင်များဖြင့်လူမပုံပေါက်နေသောကျမကိုမိမျက်စောင်းမထိုးပါခါတိုင်းလိုလဲလှပပလေးနေစမ်းမှာတမီရဲ့အိတ်ထိနစ်စတနန်ယူပန်မိမတို့ရဲ့ဥစ္စာကအစင်းတဲ့မင်းကလေးဆိုတာအစာရှိသည့်စကားရှိကြီးကိုလည်းမပြောပါကတင်စွန်းကိုလက်နှစ်ဖက်ထောက်ပြီးခြေတွဲလောင်းချထိုင်နေသောကျမဘေးတွင်မိလာထိုင်သည်သမီးမနှက်ဖြန်ဝန်းလိုက်ရုံမှာရုပ်ရှင်သွားကြည့်မယ်ဟင်နရီစနာထားရဲ့ကားလေးတိတ်ကောင်းလာပဲတဲ့မိကချောတော့ကျမပုံငူချင်လာသည်မိရဲ့သမီးအချော့မခံချင်ဘူးအရိုက်ပေခံချင်နေရှိုက်ပြလိုက်၍အသားတွေနာကျင်သွားရင်နှလုံးသားကပါမျက်ရည်တွေတွန်းကျလာနိုင်သည်မိမိုးသူဝေလာတဲ့ဘူးပါတိတ်စင်နဲ့တိတ်လာတာပဲသမီးရဲ့မိမှားခဲ့မလို့ပဲဒါပေမဲ့မနှက်ပြန်ကြသမီးစိတ်ကြိုက်အတူသွားဝဲမယ်ဆိုပြီးဘာလို့များတိတိတတာကြီးလိုက်လျောနေရတာလဲမိသမီးမှာဒါရီမလို့အပ်ဘူးဆိုတာမိတိတာနဲ့ကျမထမစကားတလုံးများထွက်ပေါ်မလာသေးခြင်းကိုမိကျနဲ့ဟန်မတူပါအကျနာတပြင်းနဲ့အတူကျမစာကြည့်စပွဲပေါ်မှာစာရွက်အပိုင်းအစများကိုပြန်တက်ကြည့်ရှုနေပြန်သည်ကျမ၏မရေရာသောဂျီအိုမီထရီပုံအစအနှလေးများကိုအတိတ်ပဲဖော်နေသည်စတူရန်ပုံလေးများကွန်းဆက်တန်းကဆွဲထားသောပုံကိုမိငေးဆိုင်ကြည့်နေပါသည်ထိုပုံကိုကျမကအရေးမဲ့ပုံတူဟုအမည်ပေးထားသည်မနှက်ပြန်ရုပ်ရှင်ကအပြန်စည်းဝင်မယ်သမီးကိုအဲ့ဒီပါတီမျိုးလေးဝယ်ပေးမယ်ရှုမယ်မဟုတ်လားသမီးကျမကိုကောင်းဝန်လေးတွေ့ဝဲပေးစဉ်ကလိုအမေမျိုးနဲ့မိကမေးလာသည်ကျမမျက်ဝန်းကိုတိတ်တိတ်ချာချာစိုက်ကြည့်ပြီးမေးနေသောမိမျက်လုံးများဤစူဆန်းရိတ်တွေကိုကျမရှင်မဆိုင်ရေးပါမျက်လာကိုချလျက်ဒုတိယအကြိမ်ကောင်းကိုခါရမ်းလိုက်မိပြန်သည်မိတီကျမလက်အစုံကိုတင်းကျပ်စွာဆုပ်ကင်လာပါသည်သမီးကိုမိချစ်တယ်ကွယ်ကျမလည်းမိကိုချစ်သည်သို့တော့ကျမမခံစားနိုင်သောလှောင်ပိတ်မှုတစ်ခုကိုမိလုံနေသည်တူးတဲ့သောသမီးမို့ကျမ၏စန္ဒများအလုံးလူလိုက်ရောခဲ့သောမိတီကျမအတွက်လွတ်လပ်ခွင့်များကိုတော့မပေးခဲ့ပါမိနဲ့အတူရှင်တန်ကြည်ပြင်းလာခဲ့ရသောကျမ၏လှုပ်ဆောင်ချက်တိုင်းမိ၏ဆုံးဖြတ်ချက်များသာဖြစ်ခဲ့ရပါသည်ကျမနှလုံးသားရေးရမှာဝင်ရောက်ဆုံးဖြတ်ပေးနေတာတော့မိမတရားဘူးအခန်းនេះကျမ၏မျက်ဝန်းရိပ်တွင်သူသည်အမြဲကိုတွေ့နေသည်သူနှင့်ကျမကြားမှာအဖြူရောင်စပယ်ကုန်းလေးအမြဲရှိသည်တခါတည်းမှာတော့သူကနှင်းစီကိုချစ်တဲ့အကြောင်းပြောသည်ထိုအခါတွင်ကျမကနှင်းစီပွင့်လေးတပွင့်ဖြစ်သွားတတ်သည်မိန်းကလေးတစ်ယောက်သည်သူမကိုသူမနှင်းစီနှင့်တူသည်ဟုထင်ရသည့်အခါလောက်အပျော်ဆုံးအချိန်ရှိမည်မထင်ပါထိုနှင်းစီကိုနှမ်းရှိုက်လာမည့်အချိန်ကိုစောင့်စားရခြင်းသည်လည်း
ရှင်ခုံစရာကောင်းလာ၏ကျမနှင်းစီပွင့်ဖြစ်သွားတတ်သည့်အခါတိုင်းမိမိတီဥယျာဉ်မှုတယောက်ဖြစ်သည်ဆိုခြင်းကိုမေ့ထား၍မရပါဥယျာဉ်မှုတယောက်ကသူ့ပန်းခင်းထဲမှပန်းတပွင့်ကိုလွယ်လင့်တကူပေးခိုးမိမဟုတ်ကြောင်းနှင့်ခက်ဆင်ဆင်သူသည့်စကားများကိုမိမိခဏခဏပြောသည်သို့တော့ပန်းပင်ဤညွတ်ကိုင်းနေမှုကိုတော့ဥယျာဉ်မှုမိမိကမမြင်ချင်ဟန်ဆောင်နေခဲ့သည်တကူဤချစ်သူလက်ဆောင်ကပြားစာအုပ်ကလေးကြားတွင်ညှက်ထားသောနှင်းစီပန်းကြောက်လေးကိုမိမိကချေမွှဖြက်စီးပစ်ခဲ့သည်လူတစ်ယောက်မှာအခြားသူတစ်ယောက်နှင့်ပတ်သက်ပြီးကျွမ်းကျန်ရစ်ခဲ့တဲ့အရာဆိုရင်ပန်းချောက်ကလေးလည်းမျက်နှိုးတက်ကြပါတယ်မိမိရဲ့ရှင်ခုံနေလေးတနေ့ကမျက်နှိုးစွာလက်ခံရယူခဲ့ရသောနေညိုရောင်နှင်းစုဖူးငုံကလေးတီကျမအတွက်အမတ်တရပစ္စည်းတစ်ခုဖြစ်ပါသည်ထိုပန်းကြောက်လေးကိုခိုးနှမ်းနေစဉ်တစ်ချိန်ချိန်မှမိမိတွေ့သွားခဲ့ဖူးလေတလားကျမ၏အိတ်ခမ်းနှရံများတွင်မျက်လုံးပေါင်းများစွာရှိနေသလိုအသက်ရှူကျက်ခဲ့ရသည့်နေ့နေ့ညညရက်ပေါင်းများစွာတရေတကားပေါင်ပေါ်မှလှုပ်ရှားနေသောအုံလက်၏အရေးများကိုငေးကြည့်ရင်ကျမ၏အရေးများကိုရှာဖွေနေမိပါသည်ကျမ၏အရေးပေါင်းများစွာသည်မိမိလက်ထဲမှရှိနေကြောင်းသိရသောအခါကြေကွဲဖွယ်ကောင်းသွားပါသည်ယခုအချိန်တွင်ကျမမျှော်လင့်တောင်းတမိသောအရာမှာအတောင်မှန်တက်၍မိုးကောင်းကင်ကြီးစီသို့ပြန်တန်းသွားနိုင်ခွင့်ပင်ဖြစ်သည်သို့တော့ကျမသည်ငှက်တကောင်မဟုတ်ဘဲလူတစ်ယောက်ဖြစ်နေခြင်းအတွက်လွတ်လပ်စွာပြန်တန်းခွင့်မရှိပါသမီးရေခင်ဝန်းရှိလာတယ်မိမိလှမ်းအွန်လိုက်တန်းကြောင့်ကျမအတွေ့များလန့်ဖြန့်ပြောက်ကွယ်သွားသည်ရှင်မလှိုက်ကနေခုန်သည်ခင်ဝန်းရှိသည်ကျမ၏အခင်မင်ဆုံးတငယ်ချင်းဖြစ်သည်ဘာပဲဖြစ်ဖြစ်ကျမရင်ဖွင့်ဖောက်ခွဲပစ်ဖို့လူတစ်ယောက်အနားမှာရှိလာခြင်းသည်ရီမောရခြင်းထက်ပင်တတ်မှုရှိပါသည်သမီးလာလေခင်ဝင်းရီအိတ်ခမ်းတွေကစောင့်နေတယ်ခါတိုင်းလိုပဲခင်ဝင်းရီကိုသမီးအခန်းထဲလွှတ်ပေးပါလားမိမိရေဒါမှမဟုတ်မိမိရှိမှမဟုတ်တဲ့တနေရာမှာသမီးတို့တွေ့ဆုံပါရစေအိတ်ရမှလူလဲထပြီးမိမိနောက်သို့လိုက်လာခဲ့သည်အမွန်းခင်ဝင်းရှိ၏အံ့အားသည့်ရွရွတန်နှင့်မျက်လုံးအကြည့်တွင်ကျမသည်တနာစရာကောင်းသည့်ဒဏ်ရာရသမီးငယ်တစ်ကောင်ဖြစ်သွားပါသည်နင်ဖတ်ဖို့မဂဇင်းတွေလာပို့တာရော့မိမိမြင်သာအောင်စာအုပ်တွေကိုခက်ကြမ်းကြမ်းခါရမ်းပေးလိုက်ခြင်းကြောင့်ကျမအတွက်မျှော်လင့်ချက်တစ်စုံတရာမပါကြောင်းသိလိုက်ရသည်အမွန်းမနေ့တုန်းကငါတို့အိမ်မှာထုံချိုင်းအခွေကြည့်ကြတယ်ခင်ဝင်းရီပြောသောစကားဝတ်ကိုမိမိမသိနိုင်ဟုကျမမထင်ပါမိမိနှင့်ကျမသည်လူတစ်ယောက်၏ရှိမှပင်အမိဝတ်ကိုခက်တီတီသုံး၍ရှိပွဲဖွဲ့ခဲ့ပူပါသည်ပါနဲ့တော်မိမိရှိမှခင်ဝင်းရီဘာကိုမျှပြော၍မဖြစ်ပါခင်ဝင်းရီစကားကိုတိတ်ဆိတ်ဝင်စားနေဟန်နှင့်မဂဇင်းစာရွက်များကိုလှန်ကြည့်တော့တီတာခုနှစ်တန်းစက်ဝင်ခန်းပုံများကိုတွေ့ရသည်ကဲသမီးတို့စကားပြောကြအောင်အန်တီလက်ဖက်သွားတုပ်လိုက်အောင်မေအံ့ဩထိတ်လန့်စွာမိမိကိုကျမမော့ကြည့်မိသည်ဤသို့သောအခွင့်အရေးမျိုးမိမိပေးလိုက်မည်ဟုကျမလုံးဝမျှော်လင့်မထားပါတနေ့တုန်းကထုံချိုင်းကားစီလာတယ်မိမိသွားလင်သွားခြင်းခင်ဝင်းရီကလေးတန်လေးနဲ့စကားစသည်မလုံမလေးနှင့်မိမိဝင်သွားရတကားပေါက်ကိုကျမလှမ်းကြည့်မိသည်မိသည်ခန်းစီနောက်ွယ်မှချောင်းကြည့်တတ်သောမိမမျိုးမဟုတ်မှန်တီးလျက်နှင့်လက်ပြမလုံဖြစ်နေသည်ခြေဖြားလက်ဖြားများအေးဆက်တုံရန်လျက်နှုတ်ဖြားမှစကားစရီစွန့်အားနေသည်ထုံချင်းကနင်းနဲ့အရန်တွေ့ကျင်နေတဲ့နင်းနဲ့တွေ့ပြီးရင်သူဆုံးဖြတ်ချက်တစ်ခုခုချမယ်လို့လည်းပြောတယ်သူဤမှာကြောသောစိတ်ဓာတ်ကိုကျမသိသည်ကျမနဲ့မတွေ့လေသူတစ်ခုခုဆုံးဖြတ်မှာအမှန်ပင်ဖြစ်သည်ဘလို့တွေ့မှာလဲဟာငါ့ကိုမိမိကအိမ်ထဲကကိုပေးမထွက်ဘူးနင်စဉ်းစားပြီးတစ်ခုခုပြောဟာအန်ဒီထွက်လာရင်ဘာမှဖြစ်လာမှာမဟုတ်တော့ဘူးတွေးကျဲနေသောကျမ၏တတိများကိုခင်ဝင်းရီကအားမလို့အားမရဖြစ်ဟန်ရှိသည်ည8 နာရီနဲ့9 နာရီကြာအိမ်ရှိကိုလာခဲ့လို့သူ့ကိုငါစကားကိုအမြန်ပြောလျက်နှင့်မိမိပြန်လာခြင်းကအုံမိသွားသည်မိမိနှင့်ခင်ဝင်းရီတို့စကားကောင်းနေစမှာကျမစိတ်သည်ည8 နာရီနဲ့9 နာရီကြာသို့ပြေးလွှားနေမိပါသည်သမီးဒီည TV ကသမီးကြိုက်တဲ့ The Last Snow of Spring ကားလေးကြည့်မယ်မဟုတ်လားဒီတခါတော့မိမိကိုစိတ်လိုလက်ရကောင်းညင်ပြလိုက်သည်စောင့်စားရခြင်းအလုပ်သည်စက္ကန့်ပေါင်းများစွာကိုရည်တက်ရသည်နှင့်တူပါသည်တိုင်ကက်နာရီမှည8 နာရီထိုးတက်သည်အကျေလောင်ဆုံးထွက်ပေါ်လာသည်ကျမအခန်းပြင်းကိုဖွင့်၍မာကျူရီမိရအောင်မှလမ်းမစီသို့ကြည်နေမိသည်
ကြည်လင်အေးမြတ်သောမိမိဖျားရှင်ခိုးတံကိုကြားရပြီသူဒီအချိန်ရောက်လာရင်ကောင်းပြီမိမိဖျားရှင်ခိုးလင်နာယူဝတ်တော့အနည်းဆုံးကြာတတ်သည်ကျမရှင်တွေတထိတ်ထိတ်နဲ့လမ်းမပေါ်ကကောင်လေးတွေကိုမလွတ်တမ်းကြည့်နေမိသည်သို့တော်ညီတီကောင်လေးတယောက်ယောက်ကမှကျမ၏အခန်းသတင်းဝါကိုမော့မကြည့်ကြပါကျေးစီထူးအမျှဝေတန်းကြားလိုက်ရသည်ကျမရှင်မှဝမ်းနေသွားသည်နာရီကိုကမန်းကတန်းကြည့်လိုက်တော့ည9နာရီမှတ်တင်းရှိနေပြီသမီးမမေကောင်းတော့လို့အခန်းထဲခဏဝင်လှဲအောင်မေသမီး TV ကြည့်ချင်ကြည့်နော်မမေကိုပြုံးပြလိုက်စဉ်ကျမရှင်မှပေါ့ပါသွားသည်အခန်းပြင်ဝမှာရက်မနေတော့ပင်ခြံဝန်းထဲသို့ဆင်းခဲ့သည်ခြံတကားတော့မှချိတ်ယုံသာချိတ်ထားသည်ကျမသည်ဘာမှစဉ်းစားမနေတော့ပဲတကားကိုဖွင့်၍အပြင်သို့ထွက်လိုက်ပါသည်မာတူရီမီရောင်အောင်မှလှုပ်ရှားမှုများကြားမှာတော့သူမရှိပါသူဘာလို့မလာတာလဲခင်ဝင်းကြီးကတော့ပြောဖြစ်အောင်ပြောမိသူဖြစ်သည်သူတခုခုများဖြစ်နေလို့လားကျမစိတ်တွေပူလာသည်ဘာပဲဖြစ်ဖြစ်သူ့အိမ်သို့လိုက်သွားဖို့ကျမဆုံးဖြတ်လိုက်သည်ခြေလမ်းတော့ကိုတွတ်တွတ်လှမ်းရှင်သူနှင့်တွေ့လျင်သူ့ရင်ကွန်မှာပြေးဝင်မှုပြစ်လိုက်ဖို့အာတင်ထားသည်သမီးကျမနောက်မှမိမိပြေးလိုက်လာသည်ခြေအစုံညွတ်ခွေမသွားစေရန်ထင်ရင်မိမိကိုလှည့်ကြည့်လိုက်သည်မိမိမျက်ဝန်းများမှာမျက်ရည်များဖြင့်လက်လက်ခါနေသည်ကျမငုချင်လာပြန်သည်ဘယ်သွားမလို့လဲသမီးကြောင်အန်နှင့်မိမိကိုသာကြည့်နေမိသည်မိမိ၏မျက်နှာပြင်ဝင်ခြေကွဲဝမ်းတဲ့ရိတ်တွေစွန့်ထင်းနေသည်သမီးကောင်လေးဒီမြို့မှာမရှိတော့ဘူးမင်းညနေကမိမိသူနဲ့သွားတွေ့လိုက်တယ်သူကပြောသွားတယ်မိမိကိုဂုံတနမမောတဲ့မိမကြီးတဲ့အဲ့လိုလူဒန်းစားတွေကိုသူရှင်နေတဲ့အိုးမိမိရဲ့ကျမခြေရီခွေရိုင်းလေးသွားစဉ်မိမိကထွေးပွေးလိုက်ပါသည်ကျမကိုတင်းကျပ်စွာဖတ်ထားသောမိမိလက်တွေတုံရှင်နေသည်သမီးမိမိလေးသမီးကိုယောက်ျားတယောက်ရဲ့လက်ချေကိုအလွယ်တကူပေးမထည့်ရဘူးကွယ်ကျမတွင်တစ်ချိန်လုံးတိုးဝက်ပိတ်လောင်နေသောမျက်ရည်များတလဟောကျဆင်းလာပါသည်ထိုမျက်ရည်များသည်ပါချင်းအပ်ထားသောမိမိမျက်ရည်များနှင့်ရောထွေးကရင်ဘတ်တလျှောက်ဝဲစီစင်ကြလာသည်အချိန်တန်ရင်မိမိရှင်ခွင်တဲကသမီးလေးခွဲထွက်သွားမှာကိုခန်းစားနားလေပေးနိုင်ပါတယ်ကွယ်ဒါပေမဲ့မိမိမှတ်ကြောက်တင်ပေးနေတဲ့သမီးလေးဟာတန်ဖိုးမဲ့ဘန်းတပွဲမဖြစ်စေချင်ဘူးကောင်းလေးနဲ့သမီးကိုမိမိသဘောမတူဘူးကျမအသေးတွေတဆက်ဆက်တုံခါလျက်နှလုံးသွေးတွေပြိုစင်းလျက်မိမိကိုဖတ်တွယ်လျက်ရှိုက်ကြီးတငင်ငိုကြွေးနေမိပါသည်မိမိလည်းငိုနေသည်မိမိဘာလို့ငိုတာလဲကျမကရောခုမှဘာလို့မျက်ရည်တွေတအားတွင်ကျနေရတာလဲသူနဲ့ဝေးရလို့လားမဟုတ်သေးဘူးသူနဲ့ဝေးနေတဲ့တစ်ချိန်လုံးမျက်ရည်မှမကျတာခုမှမိမိကိုခနာကိုပို့တိုးရဖက်လိုက်သည်ကျမပါပြမမျက်ရည်စာများကိုမိမိကတွန်းဖဲ့ပြီးကျမကိုနမ်းပါသည်အိုးသမီးအိမ်ထဲဝင်ရအောင်နော်မိမိတို့လမ်းမကြီးမှာကွယ်မိမိပခုံးကိုမှီနေရင်ကျမတို့အိမ်ထဲသို့ဝင်ခဲ့ကြပါသည်အခန်းလေးသမီးလေးကနင်းစီတပွမဟုတ်ဘူးကွယ်ကျမမှရှိုက်နေစေဖြစ်တော်လေမိမိမျက်နှာကပကတိတီကြည်နေသည်နင်းစီတပွဖြစ်ဖို့လိုအပ်ချက်တွေအများကြီးရှိသေးတယ်နင်းစီမှာစမ်းကြဲတဲ့အယောင်အသွေးရှိတယ်ဖူးကြွားတဲ့အလားရှိတယ်ပြီးတော့စူးတွေရှိတယ်ကွယ်သမီးကိုစူးလေးတွေမိမိတက်ပြီးပြရစီအောင်မိမိစကားကြောင့်ကျမစက်သေးတွေဖြန်းကနေထသွားသည်စူးတွေတဲ့နင်းစီပန်းကိုလူတွေတံမိုးထားမြန်လို့ကြတာဟာသူ့ရဲ့အလားတစ်ခုတည်းကြောင့်မဟုတ်ဘူးစူးတွေကြောင့်ပဲရိုးတံမှာတွေ့ကုတ်ထားတဲ့စူးတက်တွေဟာသူ့ကိုခုဆွမဲ့လက်ချောင်းတွေကိုစူးတက်စီတာကြောင့်နင်းစီကိုကယူတစိုက်တယူတတိခူးရတယ်ညံတာတိမ်မွေ့သောမိမိစကားများကိုမကြားရမည်ဆိုသဖြင့်ကျမရှိုက်တံများကိုရှော့ချလိုက်မိသည်ထိကယုံပင်လေးတွေကိုသမီးသိတယ်နော်လက်နဲ့ထိလိုက်ရင်ညှိုးကျသွားတာလေအဲ့ဒီအပင်လေးတွေကိုတွေ့ရင်လူတွေဟာလက်နဲ့တုတ်ထိဆော့ကစားကျင်ကြတယ်အရွက်ကလေးတွေညှိုးကျသွားတာကိုကြည့်ရင်ပျော်ရက်ကြတယ်တချို့လူတွေကလက်နဲ့တောင်မဟုတ်ကြဘူးခြေထောက်နဲ့ထိတိုးပစ်ကြတယ်လက်နဲ့တိုးတိုးခြေထောက်နဲ့တိုးတိုးသူတို့ညှိုးရတာပဲကွယ်မေဆိုလိုရင်အတိတ်ပဲတို့သည်ကျမ၏သွေးကြောတွေထဲမှစီးဝင်ပြန့်နှံလာပါသည်ကျ
ကျမဤနုနယ်သောနှလုံးသားမရင်ကျက်သေးသောအတွေ့အခေါ်များမပြေဆုံးသေးသောကွက်လက်များစသည်တို့သမီးကထိကယုံပင်လေးနဲ့တိတ်တူတယ်ဘသူအထိအတူမှမခံနိုင်သေးဘူးလေသမီးမှာပညာတွေစက်တင်ယူဖို့လူတွေအကြောင်းနားလေဖို့ပြီးတော့အချက်တက်ဘဝကိုလှမ်းမြော်ကြည့်တတ်ဖို့ဒါတွေမိမိပေးလိုက်ပြစီအောင်ဟုတ်လားသမီးကျမကောင်းကိုညံတာဖြည်းလေးစွာညှင်းပြလိုက်သည်သမီးကိုမိမိတစ်ခုပြောပြမယ်နားထောင်တော့မြတ်စွာဘုရားရှင်လက်ထက်တော်လုံးကပေါ့ကွယ်ပတိနတိကောသလမင်းကြီးဟာသူ့ရဲ့မိဖုရားမလိကာဒေဝီကိုမလိကာတက်မှာမိမိကိုထပ်ပို့ပြီးချက်တော်သူတစုံတယောက်ရှိသလားလို့မေးတယ်မလိကာဒေဝီကအရှင်မင်းကြီးအကျွန်ုပ်မှာမိမိထပ်ပို့ပြီးချက်တော်သူတစုံတယောက်မျှမရှိပါလို့ဖြေပြီးတော့အရှင်မင်းကြီးမှာရောမိမိကိုထပ်ပို့ပြီးချက်တော်သူတစုံတယောက်ရှိသလားလို့ပြန်မေးတယ်ကောသလမင်းကြီးကငါမှလည်းမိမိကိုထပ်ပို့၍ချက်တော်သူတစုံတယောက်မျှမရှိပါလို့ပြန်ဖြေတတ်တယ်ကောသလမင်းကြီးဟာမိမိတို့စကားမှန်ကန်တယ်လို့မမှတ်ယူသေးပင်မြတ်စွာဘုရားတန်ကိုတွားပြီးလျှောက်ထားကြတယ်ကျမသည်မိမိစကားတွင်နှမျောရင်းရှိုက်ဖို့ရှာပြီးမေ့လျော့သွားပါသည်အဲ့ဒီအခါမှာမြတ်စွာဘုရားကအရက်စင်နှံ့နှံ့အောင်စိတ်ဖြစ်ရှာဖွေစုံစမ်းတော်လဲမိမိကိုယ်ထပ်ပို၍ချစ်တော်သူကိုမြစ်တိအရက်တွင်မှမရနိုင်တတဝါဟုသည်မြသည်အတီးတီးကိုစီကိုငှအခြားသူများထက်မိမိကိုချစ်ကြသူတွေကြည်သာဖြစ်သည်ဒါကြောင့်မိမိ၏စီးပွားချမ်းသာကိုအလိုရှိတော်သူသည်သူတစ်ပါးကိုလည်းမငင်းဆဲရလို့မိန့်တော်မူတဲ့ကျမရင်ထဲတွင်အပူလိုက်များညင်သာလာသည်မိမိကိုလေးစားမျက်နှာစွာမော့ကြည့်နေမိသည်ဒီတော့သမီးရဲ့သမီးကိုချစ်ရမယ်လေသမီးကိုသမီးအရင်အချင်းတွေစိတ်တက်ရှိရာတွေဖြည့်ဆည်းပါအောင်ဒါတွေသမီးမှမရှိသေးဘူးပြီးတော့ကောင်းလေးမှလည်းမရှိသေးဘူးမိမိကပြောရင်းဆိုရင်းဖြင့်ကျမဘေးမှာဝန်ထိုင်သည်တကယ်တော့သမီးဟာကိုချစ်ပါတယ်ကဲအခုသမီးကောင်လေးစီရောက်နေရင်ဘယ်လိုရှိမလဲစဉ်းစားကြည့်စမ်းရှက်အားပူစွာဖြင့်မိမိရင်ခွင်ထဲကိုကောင်းတိုးဝင်လိုက်သည်ကောင်လေးကိုသမီးချစ်တာမဟုတ်ဘူးမိမိကအိမ်ထဲကပြေးမထွက်လို့သမီးစိတ်ကျဉ်ကျပ်ပြီးမိမိကိုမကျင်မနှက်ဖြစ်နေတာအဲ့ဒါသမီးကိုသမီးချစ်လို့ပေါ့အခန်းကဒီမနေ့အိယာကနိုးတော့ကျမစိတ်တွေကြည်လင်လန်းဆန်းနေသည်နေရောင်ကြီးနုနုလေးကအခန်းပြင်းဝကိုဝင်ပနေစေသည်အိယာကလူလဲထားလိုက်တော့ပြင်းဝနေရောင်ကကျမကိုပေါ်ဖြာဆင်းလာသည်နေရန်ပေါ်မှာကျမအရိတ်ထင်လာသည်ကျမ၏အရိတ်ကိုကျမတွေ့မြင်လိုက်ရသည်မိဖို့ကြောင့်တကားဝါတို့သွား၍မိမိကိုချောင်းကြည့်လိုက်ပါသည်မိမိဒီမှာမရှိပါလားမိမိတီအခန်းထဲမှာပင်အိပ်လျက်ရှိနေသည်မိမိကတင်ပေါ်သို့တမလွဲဝင်ထိုင်ပြီးမိမိကိုနှုတ်သည်မိမိမထတည်ဘူးလားနေမကောင်းလို့လားမိမိနှစ်ဖူပေါ်လက်တင်ဆန်တီတော့တိတ်ပူနှွေးမနေပါနေကောင်းပါရဲ့အစာမရှိလို့နှုံးနေတာပါချောင်းကျတော်မိမိမျက်နှာကိုကြည့်ရင်ကျမစိတ်မကောင်းဖြစ်သွားရသည်ကျမစိတ်ကောင်းနေစဉ်တစ်ချိန်လုံးမိမိအစာဝင်ဟန်မတူပါမိမိဘာစားမလဲသမီးဘာလုပ်ပြရမလဲမွဟင်ကစားကျင်နေကျမရှင်မှာလိုက်ဟာသွားပါသည်ကျမမွဟင်ကတိတ်ကြိုက်မှန်တည်၍တမင်ရွေးပြောခြင်းဖြစ်သည်မိမိကိုယ်ပေါ်သို့ကျမမိနှွဲလိုက်ပါသည်သမီးသွားဝေလိုက်မယ်လေအော်မိမိသမီးသွားရမှာလားဟင်သွားလီသမီးမိမိနဲ့သမီးနှစ်ယောက်အတူစားမယ်နှစ်ပွဲတော့မရဘူးထင်နေတို့သားအမေစိတ်ကောက်နေကြတာနဲ့ဘိုက်ထဲမှာအစာပြေဖို့အများကြီးလူနေတယ်လေးပွဲဝယ်ခဲ့လေးပွဲမိမိကလက်လေးချောင်းထောင်ပြသည်ကျမတို့သားအမေပြိုင်တူရီမောလိုက်ပါသည်မျက်နှာတစ်ပြီးစပိန်စီကလမ်းထိပ်သို့ထွက်ခဲ့သည်မွဟင်ကလေးပွဲဝယ်ပြီးပြန်အလာလမ်းမှာခင်ဝင်းရီနှင့်တွေ့သည်အမွန်းနင်းအပြင်ထွက်ရပြီပေါ့ဟုတ်လားအတော်ပဲထုံချိုင်းပေးသွားတဲ့စာငါစီမှာရှိတယ်နင်းအိမ်လိုက်ယူလေကျမရင်မှာဆွေးမြေ့သွားသည်သူဤပုံရိပ်များတဝဲဝဲပေါ်လာသည်သူဘာတွေရေးထားမလဲကျမကိုတွေ့ချင်တယ်လို့ရေးမှလားဒါမှမဟုတ်မိမိကိုကုံတနာမမောတဲ့မိမကြီးတဲ့အဲ့လိုလူတန်းစားတွေကိုသူရှင်တယ်တဲ့မိမိမျက်ရည်စာများနဲ့မိမိစကားတန်တို့ကကျမနှလုံးသားထဲသို့စူးနှစ်ဝင်ရောက်လာသည်အခုအချိန်မှအချစ်ကိုကျမဘလုံးမှနားမလည်နိုင်တော့ပါ
သူနဲ့တွေ့ဆုံရင်ကျမဘာလို့ရမလဲကျမမသိပါရှင်မတင်းကျပ်လေးလံလာသဖြင့်ကောင်းကိုခါရမ်းပစ်လိုက်သည်ငါမဖက်ချင်တော့ဘူးခင်ဝင်းကြီးသူ့ကိုတွေ့ရင်ပြောလိုက်ဟာငါမိစကားပဲနားထောင်တော့မယ်လို့ပြောဆိုဖြင့်စပိန်ကိုစီးပြီးထွက်ခဲ့သည်ခင်ဝင်းကြီးကကျမကိုပါဇက်အဟောင်းသားဖြင့်ကြည့်ပြီးကြံရစ်သည်မန္တလေးရင်ကျေးမှုဂျာနေ1995ခုနှစ်ဩဂုတ်လ